လူတွေဟာတာဝရိန္ဒနတ်တွေတဲ့တာလွန်တဲ့အချက်ရှိတယ်ပေါ့ချမ်းသာဒုက္ခနဲ့နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင်နတ်တွေကလူတွေတဲ့ပို့ပြီးတော့ချမ်းသာတယ်သက်တမ်းလည်းပိုးရှိတယ်အစင်းလည်းပိုလှတယ်အချမ်းရံဘုံကိုလည်းပိုကြီးတယ်ပေါ့အဲ့ဒါလို့နတ်တွေကလူတွေတဲ့တာလွန်တဲ့အချက်ကတော့အဲ့ဒီအချက်တွေပဲဒါပေမဲ့တာဝရိန္ဒနတ်တွေတဲ့လူတွေကတာလွန်တဲ့အချက်ဆိုတာလည်းရှိသေးတယ်ဘယ်အချက်တွေမှာတာလွန်တော့ဆိုရင်သူရာတတိမန္တောဣဒဗြဟ္မစရိယဝါသောလို့မြတ်စွာဘုရားကထောက်ပြညွှန်ပြတဲ့စကားရပ်ထဲမှာသူရာလူတွေဟာတတ္တိရှိတဲ့နေရာမှာနတ်တွေတဲ့ပိုသားတယ်လို့ဒီလိုဆိုလို့လူတွေကပို့ပြီးတော့ရဲရင်တတ္တိရှိကြတယ်ဒီအချက်ကလည်းတာဝရိန္ဒနတ်တွေတဲ့သားတယ်လို့ဆိုတတိမန္တောတတိကောင်းတဲ့အချက်ကလည်းလူတွေကသားတယ်လူနဲ့နတ်ဘယ်သူကပို့ပြီးတော့တတိကောင်းလို့ဆိုလူကပို့တတိကောင်းတယ်တတိရှိတယ်ပေါ့ရဘာဖြစ်လို့လူကပိုတတိရှိတယ်လဲဘာကြောင့်နတ်တွေကလူလောက်တတိမကောင်းတယ်လဲလို့ဆိုတော့နတ်တွေမှာကအပြောင်းလဲသိမ့်မရှိဘူးချမ်းသာဒုက္ခအလွန်များတယ်ဥပမာပြောရရင်လူတွေဆိုတာပွဲလန်းသဘင်ဆိုတာယမယံခါမှရှိတယ်နတ်တွေမှာအမြဲတမ်းလို့ပွဲလန်းသဘင်နေနဲ့ပြည့်နေပြီးတော့နေတော့နတ်တွေကမေးလျော့မှုတွေပိုများတယ်လို့ဆိုတော့ကုသိုလ်ကောင်းမှုနဲ့ပတ်သက်လာတဲ့အခါမှာလူတွေကကုသိုလ်ကောင်းမှုလုပ်ဖို့တတိရသေးတယ်နတ်တွေမှာကုသိုလ်ကောင်းမှုလုပ်ဖို့တတိမရကြဘူးအဲ့ဒီအချက်နဲ့ပတ်သက်လာလို့ရှိရင်လူတွေကပိုတတိကောင်းတယ်ဘာကြောင့်လူတွေကပိုတတိကောင်းလို့နတ်တွေကအလွန်ချမ်းသာသည့်အတွက်ကြောင့်တတိမွေ့လွယ်မိတ်လွယ်တယ်လူတွေကဘာကြောင့်တတိပိုကောင်းတာလဲလို့ဆိုလို့ရှိရင်ဒုက္ခဒုက္ခလို့ဆိုတာချမ်းသာတလက်ဆင်းရဲတလက်လူတွေမှာချမ်းသာတဲ့အခါချမ်းသာတယ်ဆင်းရဲတဲ့အခါဆင်းရဲတယ်အခက်အခဲတွေကြုံတဲ့အခါကြုံတယ်အဆင်ပြေတဲ့အခါပြေတယ်အဲ့ဒါကြောင့်လူတွေဟာအပြောင်းအလဲတွေများသည့်အတွက်ကြောင့်တတိရှိလာနတ်တွေလည်းပို့ပြီးတော့တတိထားတတ်လာတယ်အဲ့ဒါကြောင့်မို့တတိရှိတဲ့နေရာမှာတော့လူတွေကတာဝရိန္ဒနတ်ပြည်ကနတ်တွေတဲ့သားတယ်လို့ဒီလိုဆိုလို့တယ်နောက်တာလွန်တဲ့အချက်တစ်ချက်ကတော့ဘာတော့ဆိုဣဒဗြဟ္မစရိယဝါသောမြတ်စွာဘုရားသာသနာတော်မှာသတ်မှတ်ထားတဲ့မြတ်သောအကျင့်လို့ဆိုတဲ့အကျင့်ကိုကျင့်တဲ့နေရာမှာလည်းပဲလူတွေကတာလွန်တယ်လို့ဆိုနတ်တွေဟာရှင်ဘဝယဟန်ဘဝမှာနေနိုင်ခွင့်မရှိကြဘူးနေခွင့်မရှိကြဘူးလူတွေမှာတော့မြတ်စွာဘုရားရဲ့တပိဋကဝကအဖြစ်ကျင့်သုံးနေထိုင်ခွင့်ရှိကြတယ်အဲ့ဒါလို့မြတ်သောအကျင့်ကိုကျင့်သုံးနေထိုင်တဲ့အခါမှာလည်းပဲနေကြတဲ့အခွင့်အရေးရတာလည်းပဲလူတွေကတာလွန်တယ်လို့ဒီလိုဆိုတာဒါကြောင့်မို့လူတွေကနတ်တွေတဲ့တာလွန်တဲ့အချက်ဟာသူရတတ္တိရှိခြင်းနဲ့တတိကောင်းခြင်းမြတ်သောအကျင့်ဒီသာသနာတော်မှာကျင့်ခွင့်ရခြင်းလို့ဆိုတဲ့ဒီအချက်တွေလူတွေကတာဘုန်းကြီးတို့တွေတာလွန်တဲ့အချက်တွေနဲ့ပတ်သက်လာလို့ရှင်တတိထားကြရမှာဖြစ်တယ်ပေါ့တို့ဟာနတ်တွေတဲ့တာလွန်တဲ့အချက်တွေရှိတယ်ဒီတာလွန်တဲ့အချက်တွေကိုသုံးချပြီးတော့လူရဲ့ဂုဏ်သိက္ခာထိမ့်သိမ်းဆောက်ရှောက်ကြအောင်ဖြစ်လူရဲ့ဂုဏ်သိက္ခာတွေလူတွေဟာကိုယ်ချင်းတရားပြက်ပြားသွားပြီဆိုလို့ရှိရင်တော့ဂုဏ်သိက္ခာတွေချို့ယွင်းသွားတဲ့လူသားတယောက်ဟာအထက်ကိုရောက်နိုင်ဖို့ရာခက်ခဲသွားတယ်ဒါကြောင့်မို့လူရဲ့ဂုဏ်သိက္ခာဆိုတာအရေးကြီးတယ်ပေါ့လူဆိုတဲ့စကားလုံးနဲ့နတ်ဆိုတဲ့စကားလုံးကိုပါဠိဘာသာမှာလူကိုမနုဿနတ်ကိုဒေဝလို့သို့မဟုတ်ဒေဝတာလို့ဒီလိုသုံးတယ်နတ်ကိုဒေဝဒေဝတာလို့သုံးတာဟာနတ်တည်းရဲ့ကိုယ်ရောင်ကိုယ်ဟာတောက်တောက်ပပရှိတယ်အမြဲတမ်းလည်းပျော်ဝဲရှင်မွယ်တွေနဲ့ပျော်မြူးနေကြတယ်ဆိုတဲ့အဓိပ္ပာယ်ဝတ်စားဆင်ထားတဲ့အဝတ်တန်းစာတွေကလည်းတောက်တောက်ပြောင်ပြောင်ရှိတယ်ပျော်ရွှင်မြူးတုမှုတွေရှိကြလို့နတ်ပြည်နတ်ချမ်းသာအလွန်ချမ်းသာသည့်အတွက်ကြောင့်နတ်တွေဟာတောက်ပါတယ်ဆိုတဲ့
အတိပ္ပယ်နဲ့ယူပြီးတော့ဒေဝလို့ဒီလိုနာမည်ပေးတာဖြစ်တယ်ဒီစကားလုံးသုံးပြီးတော့ခေါ်ကြတာဖြစ်တယ်သို့တော့မြန်မာစကားမှာနတ်လို့ဘာကြောင့်ခေါ်တာတုံးလို့ဆိုတဲ့အခါကျနတ်ဆိုတဲ့စကားလုံးကနာထဆိုတဲ့စကားလုံးကလာပြီးတော့လောကလူတွေဟာကိုယ်ပဲအထာယကိုရှာတဲ့အခါမှာဖះမပွင့်ခင်ကနတ်တွေကိုကိုးကွယ်ကြတာဖြစ်တယ်နတ်တွေကိုကိုးကွယ်ရနာထဆိုတဲ့စကားလုံးကထဆိုတဲ့အတန်ပြောက်သွားပြီးတော့နတ်ဆိုတဲ့အတုံးဖြစ်သွားတယ်လို့ဒီလိုယူဆကြရှိတယ်ပေါ့နော်အဲ့ဒီကနေပြီးတော့နတ်လို့ဖြစ်လာတယ်လို့ဆိုလိုတာကိုးကွယ်ရလို့အဓိပ္ပာယ်ရလောကလူသားတွေဟာခဏိတိနတ်ကိုကိုးကွယ်မှုဆိုတာမစွန့်လွတ်နိုင်ကြသေးဘူးနတ်နဲ့မိမိတို့ဟာလောကသားအချင်းချင်းဖြစ်တော်လဲနတ်ကိုအထင်ကြီးကိုးကွယ်စိတ်ကပ်မှုတွေကလူလောကမှာရှိနေတော့ဘုရားဘာသာဝင်သူတော်စင်တွေဖျားပွင့်လာတဲ့အခါမှာဖျားတရားတန်ခါယရဏသုံးပါးကိုကိုးကွယ်စိတ်ကပ်ကြတော့လဲတခြားဘာသာတွေကဒီကနေ့ထိနတ်ကိုးကွယ်နေတော့မှရှိသေးတယ်ခောဆိုတဲ့ကောင်းကင်ဘုံကခောဆိုတာနတ်ပဲကောင်းကင်ဘုံကတကုရှင်နတ်ဖျားကိုကိုးကွယ်နေကြတာနတ်ကိုးကွယ်တယ်ဆိုတဲ့အဓိပ္ပာယ်ကအဲ့ဒီနတ်နဲ့ကိုးကွယ်တဲ့လူဆိုတာဘယ်တော့မှဆုံတွေ့ဘူးခြင်းလည်းမရှိဘူးမြင်ဘူးခြင်းလည်းမရှိဘူးဘယ်တော့မှလည်းတိုက်ရိုက်ဆက်သွယ်လို့ရတာမဟုတ်ဘူးလူပြေမှာရှိတဲ့နတ်ကိုးကွယ်တဲ့လူတွေကြည့်လေဘယ်သူကနေတဆင့်သွားတော့ဆိုနတ်ကတော်ကနေတဆင့်သွားနတ်ကတော်ပြောတဲ့အတိုင်းလိုက်ပြီးတော့လူတွေကလှုပ်ကြတယ်လေနတ်ကတော်ကဘာတင်ရမယ်ဆိုတင်နတ်ကတော်ကိုယုံကြည်ပြီးတော့ကိုယ်တိုင်ကိုမိမိကိုယ်တိုင်ကိုနတ်ကလာပြောတာမှမဟုတ်တာကိုယ်နဲ့တိုက်ရိုက်ဆက်သွယ်နိုင်စွာမရှိဘူးသို့သောနတ်ကတော်ပြောတဲ့စကားကိုပဲယုံကြည်ပြီးတော့လူတွေဟာလိုက်လုံနေကြတယ်ဘာဆက်ရမယ်ဆိုဆက်ကြအဲ့ဒီလိုမြေပြင်ပေါ်ကနတ်ကိုလည်းနတ်ကတော်နဲ့ဆက်သွယ်ရတယ်လို့ပဲကောင်းကင်ဘုံကနတ်ကြတော့နတ်ကတော်လို့မခေါ်တော့ပဲနဲ့ကောင်းကင်ဘုံကနတ်နဲ့ဆက်သွယ်ဖို့ကြတော့တမန်တော်လို့ခေါ်ကြပြန်တကယ်ကတော့မီဒီယေတာလို့ခေါ်တယ်ခြားခံဆက်သွယ်ရေးပုဂ္ဂိုလ်တူကနေတာလဲဆက်သွယ်လို့ရတမန်တော်ကနေတစ်ဆင့်နတ်ဖျားကပါပြောတယ်ဘယ်လိုဆုံးမတွေပေးတယ်ဆိုတာတခြားဘာသာတွေမှာဒီလိုပဲဆိုလို့ရှိတယ်အဲ့တော့ကောင်းကင်ဘုံကနတ်နဲ့ဆက်သွယ်တဲ့တမန်တော်လူပြေကနတ်နဲ့ဆက်သွယ်တဲ့နတ်ကတော်ဆိုတာသဘောထားခြင်းအဖြစ်တူတူပဲပေါ့နတ်ကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေဟာအဲ့ဒီလိုအခြေအနေမျိုးတွေရှိတယ်မြတ်စွာဘုရားပွင့်ပေါ်လာတဲ့အခါမှာမြတ်စွာဘုရားဆုံးမဟောကြားတဲ့စကားတွေကိုနာယူကြရတဲ့အခါကျတော့အတ္တဟိအတ္တနောနာထောကောဟိနာထောပရောတိယမိမိတည်တာလည်းမိမိရဲ့ကိုးကွယ်ရာဖြစ်တယ်တခြားဘာမှကိုးကွယ်เสียမလိုဘူးဆိုတဲ့အယူဆတစ်ခုပေါ်ထွန်းလာအဲ့ဒီမှာဖះကိုကိုးကွယ်တာနဲ့နတ်ကိုကိုးကွယ်တာဟာအလွန်ကွာခြားတယ်သို့သောလောကလူသားတွေကအကျင့်ကြီးပါနေသည့်အတွက်ကြောင့်ဖះကိုးကွယ်တာလည်းနတ်ကိုးကွယ်တဲ့အသွင်သဏ္ဍာန်ဖြစ်သွားလိမ့်ရှိတယ်ပေါ့တကယ်ကတော့ဖះကိုကိုးကွယ်တယ်ဆိုတာနတ်ကိုးကွယ်တာမျိုးမဟုတ်ဘူးမြတ်စွာဘုရားရဲ့အဆုံးအမကိုရဖို့ရအတွက်မြတ်စွာဘုရားထံချင့်ကပ်ခြင်းပဲမြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်ပြီးတော့ဆုံးမသမျှလိုက်တာဖို့ဆိုပြီးမြတ်စွာဘုရားရဲ့အဆုံးအမလက်ခံပြီးတော့လိုက်နာကျင့်သုံးခြင်းသာလဲဘုရားကိုကိုးကွယ်တယ်လို့ဒီလိုဆိုလို့တယ်တရားကိုကိုးကွယ်တယ်ဆိုတာလဲတရားဓမ္မအတိုင်းလိုက်နာကျင့်သုံးခြင်းသာဖြစ်တယ်တန်ခါကိုကိုးကွယ်ခြင်းဆိုတာတန်ခါမှာကုသိုလ်ကောင်းမှုပြုလုပ်ခြင်းပဲဖြစ်တယ်အဲ့ဒါလို့ဘုရားတရားတန်ခါကိုးကွယ်မှုနဲ့နတ်ကိုးကွယ်မှုကအလွန်ကွာခြားနတ်ကိုးကွယ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာနတ်ကနေမလိန်လို့ဒီနတ်ကိုကိုးကွယ်လို့ရှိရင်နတ်ရဲ့မဆာမှုကိုမျှော်လင့်တယ်စီဝါဥစ္စာတိုးတက်ဖို့မျှော်လင့်တယ်ဘေးရန်အန္တရာယ်ကင်းဖို့မျှော်လင့်တယ်ဆိုတဲ့အဲ့ဒီမျှော်လင့်ချက်တွေနဲ့နတ်ကိုကိုးကွယ်ကြတာဖြစ်တယ်ဘုရားကိုကိုးကွယ်တယ်ဆိုတာအဲ့လိုမျှော်လင့်ချက်နဲ့ကိုးကွယ်ရတာမဟုတ်ဘူးအဆုံးမရပြီးတော့မြတ်စွာဘုရားဆုံးမတဲ့အတိုင်းလိုက်နာကျင့်ကြံကြိုးကိုအထုတ်ဖို့ဆိုတဲ့ဒီမှန်ကန်တဲ့ရည်ရွယ်ချက်နဲ့ကိုးကွယ်ကြတာအဲ့တော့ဗုဒ္ဓံတရဏံကိစ္ဆာမိဘုရားကိုကိုးကွယ်စိတ်ကပ်တယ်လို့ဆိုတာဟာမြ
မြတ်စွာဘုရားရဲ့အဆုံးအမခံယူခြင်းသာလျှင်ဖြစ်တယ်မြတ်စွာဘုရားအဆုံးအမကိုခံယူပြီးတော့အဲ့ဒီအဆုံးအမတိုင်းလိုက်နာကျင့်သုံးမှုမြတ်စွာဘုရားကဆောင်ရံနဲ့ရှောင်ရံဒီတစ်ခုကိုခွဲခြားဟောကြားတယ်အကုသိုလ်မှန်သမျှကိုရှောင်ရမယ်ကုသိုလ်မှန်သမျှမိမိတဏ္ဍာမှာပြည့်စုံအောင်လုပ်ရမယ်ဆိုတဲ့ရှောင်ရံနဲ့ဆောင်ရံဒီနှစ်ခုကိုဆုံးမဟောကြားတာလူတွေကလိုက်နာဆောင်ရွက်ကြခြင်းသာဖြစ်တယ်ပေါ့ဘုရားကရှောင်ရမယ်ဆိုတာကိုယ်တိုင်ရှောင်တယ်ဆောင်ရမယ်ဆိုတာကြတော့ကိုယ်တိုင်လှုပ်ဆောင်တယ်ဆိုတာကိုယ်အပိုင်းဖြစ်သွားပြီကိုယ်တိုင်လှုပ်တာလောက်ကင်ဆောင်ရရမယ်အချက်တွေပဲဖြစ်တယ်ဒါကြောင့်ဘုရားကိုကိုးကွယ်တယ်ဆိုတဲ့နေရာမှာအပိုင်းနှစ်ပိုင်းခွဲခြားပြီးတော့ထားမြတ်စွာဘုရားကိုကိုးကွယ်စိတ်ကပ်ခြင်းဖြင့်ဘုရားရဲ့အဆုံးအမကိုရမြတ်စွာဘုရားကမလုံတဲ့နာနဲ့လုံတဲ့နာခွဲခြားပြီးတော့ဟောတယ်မိမိတို့ကိုယ်တိုင်မှာမလုံတဲ့နာနဲ့လုံတဲ့နာကိုတည်တည်ချာချာမသိကြဘူးမသိသည့်အတွက်ကြောင့်မလုံတဲ့နာကိုလုံတဲ့နယ်လို့ထင်တယ်လုံတဲ့နာကြောင့်မလုံတဲ့မှုလို့ထင်လာတော့မလုံတဲ့နာကိုလုံတဲ့နယ်လို့ထင်ပြီးတော့လုံမိပြန်တယ်လုံတဲ့နာကြတော့မလုံတဲ့မှုလို့ထင်ပြီးမလုံဖဲနေပြန်အကျိုးဆုပ်ယုပ်မှုတွေနဲ့ဂျုံတွေ့ကြတယ်မြတ်စွာဘုရားပွင့်လာတဲ့အခါကျတော့ဘုရားကလုံတဲ့နာနဲ့မလုံတဲ့နာရှင်းရှင်းလေးဟောကြားဟိတေဘဝတ္တနေနအဟိတာသနိဝတ္တနေနလို့ဆိုတဲ့အတိုင်းမြတ်စွာဘုရားဟာကိုယ်ပဲစိတ်ကတဲ့ပုဂ္ဂိုလ်တွေကိုဘယ်ပုံဘယ်နည်းနဲ့ဆင်းရဲဒုက္ခတွေကလွတ်မြောက်စေတာတော့ဆိုကိုယ်ပဲစိတ်ကတဲ့ပုဂ္ဂိုလ်တွေမှာရှောင်ရံနဲ့ဆောင်ရံနှစ်ခုရှင်းလင်းပြတ်သားစွာဟောကြားခြင်းဖြင့်ရှောင်ရံတွေကိုရှောင်လိုက်ခြင်းအပြင်အဟိတာသနိဝတ္တနေနရှောင်ရှားစေတယ်ဆင်းရဲဒုက္ခကိုဖြစ်ပေါ်စေတဲ့အကုသိုလ်တွေကရှောင်စေပြီးတော့ဟိတေဘောတနေနစီဝါချမ်းသာကိုဖြစ်စွန်းစေတဲ့ကုသိုလ်တရားတွေဖြစ်အောင်လှုံ့ဆော်စေခြင်းအပြင်တရားတွေမှာကြာရောက်လာမဲ့ဘေးရန်အန္တရာယ်တွေကိုကာဝယ်ဆောင်ရှောက်တဲ့သဘောဥပမာမဲ့ယောဂဝေဒနာဖြစ်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်သွားကြတော့ဆိုဆရာဝန်ဆေးဆရာစီသွားကြတယ်ပေါ့သမားတော်တွေစီသွားတယ်ဘာအတွက်သွားတာတော့လို့ဆိုဘာယောဂဆိုတာရသိချင်းဘယ်စိတ်တောင်းမှာဆိုတာသိချင်းရှောင်ရံနဲ့ဆောင်ရံကိုသိချင်းဒီအတွက်သမားတော်စီသွားသမားတော်ကနေပြီးတော့ဒါဘာယောဂဘယ်စိတ်တောင်းရမယ်ဘာရှောင်ရမယ်ဘာလုပ်ရမယ်ဆိုတာညွှန်လိုက်တယ်အဲ့ဒီညွှန်ကြားချက်အတိုင်းလှုပ်ဆောင်တဲ့ဟာကြတော့ကိုယ်အပိုင်းဖြစ်သွားတမတော်ကယောဂါကိုယူပြစ်လို့ရတာမဟုတ်ဘူးထို့တူပဲမြတ်စွာဘုရားသခင်ကိုတော်မြတ်ကရှောင်ရံနဲ့ဆောင်ရံကိုဟောလိုက်တဲ့အခါမိမိကိုယ်တိုင်ကရှောင်ရမယ့်ဟာကိုရှောင်ပြီးဆောင်ရမယ့်ဟာကိုဆောင်မှစေဝါတောင်းမှယောဂပျောက်တယ်လို့ပဲကုသိုလ်ကောင်းမှုလုံးမှမကောင်းမှုတွေရှောင်မှဆင်းရဲဒုက္ခလွတ်မြောက်မှဖြစ်တယ်ကိုယ်ပိုင်းသူပိုင်းအပိုင်းနှစ်ပိုင်းနဲ့ဒီလိုကိုယ်ွယ်စိတ်ကမှုပုံမှန်ဖြစ်တဲ့ကိုယ်ွယ်စိတ်ကမှုအေးဖះကိုကိုယ်ွယ်စိတ်ကလို့ဖះရှိပါစုတွေတောင်းပြီးတော့ဘာမှမလုပ်ဘဲနဲ့အလို့လျောက်ဒီစုတွေပြည့်ပြီးဖះသခင်ကမလိုက်မယ်လို့အထင်နဲ့ဒီလိုလောကကြီးမှာအခြားဖះတွေကိုယ်ွယ်တဲ့လူတွေဟာဖះသခင်မတော်မူပါဆိုတာနဲ့တောင်းတနေကြတာဘယ်တော့မှလည်းမဟုတ်ဘူးမလို့လည်းမရဘူးလေလောကရဲ့သဘာဝကကိုလုံးမကိုရတယ်ဆိုတာအလွန်ထင်ရှားတယ်သို့တော့ကိုလုံးမကိုရတယ်ဆိုတဲ့နေရာမှာဘာလှုပ်တဲ့နေဘာမလှုပ်တဲ့ဘူးဆိုတာသိဖို့ကြတော့ကိုယ်တိုင်သိနိုင်စွမ်းမရှိဘူးမရှိသည့်အတွက်ကြောင့်မြတ်စွာဘုရားရဲ့အဆုံးအမကိုနာခံကြလောကမှာလည်းပဲစီးပွားရေးလုပ်တဲ့ပုဂ္ဂိုလ်တွေကစီးပွားရေးအကြံပေးတွေဆိုတာရှိတယ်အဲ့ဒီအကြံပေးပုဂ္ဂိုလ်ရဲ့အကြံဉာဏ်တွေနဲ့လောက်ခံကြရတာလောက်ကင်မှလည်းအောင်မြင်နိုင်တယ်ဆိုတာမျိုးတွေရှိတယ်ပေါ့ထို့တူပဲမြတ်စွာဘုရားရဲ့အဆုံးအမအတိုင်းလိုက်နာဆောင်ရွက်မှတဏှာဝဆင်းရဲကလွတ်ကင်းခြင်းဆင်းရဲဒုက္ခတွေရောပါသက်သာခြင်းဆိုတဲ့အကျိုးကျေးဇူးတွေကိုဖြစ်မှာဖြစ်တယ်ပေါ့အေးအဲ့ဒါလို့မြတ်စွာဘုရားရဲ့သာသနာတော်မှာခုလိုမြတ်စွာဘုရားရဲ့အဆုံးအမကိုရလာတဲ့လူတွေဟာလူတွေရဲ့ဂုဏ်သိက္ခာနဲ့ပြည့်စုံမှုအမတန်မှအရေးကြီးတာလူဂုဏ်သိက္ခာဆိုတာ
မနုဿဆိုတဲ့စကားလုံးတစ်ခုကိုကြည့်လိုက်ဒေဝတော်ကတောက်ပြောင်တယ်ဆိုတဲ့အဓိပ္ပာယ်ဖွင့်ပြလူဆိုတဲ့နေရာမှာမနုဿဆိုတဲ့စကားလုံးကဘယ်လိုအဓိပ္ပာယ်ရတော့ဆိုမနောဥတ္တဏံယေတန္တိမနုဿလို့အဓိပ္ပာယ်ဖွင့်ဆိုတဲ့အတိုင်းစိတ်ဓာတ်မြင်မာသူတွေကိုလူလို့ခေါ်တာအဲ့တော့လူဆိုတာစိတ်ဓာတ်မြင်မာစိတ်ဓာတ်မြင်မာတဲ့လူကမှဂုဏ်သိက္ခာရှိတယ်ကဲစိတ်ဓာတ်မမြင်မာဘူးဆိုရင်လူရဲ့ဂုဏ်သိက္ခာတွေကျဆင်းသွားမှာပဲဖြစ်တယ်ဒါကြောင့်မို့လူဆိုတာဂုဏ်သိက္ခာတွေဆိုတာစိတ်ဓာတ်မြင်မာခြင်းပဲမြင်မာတဲ့စိတ်ဓာတ်တွေရှိရမယ်ဒါဖြင့်အဲ့ဒီမြင်မာတဲ့စိတ်ဓာတ်တွေဟာဘယ်အရာတွေလဲလို့မြတ်စွာဘုရားသခင်ကိုရောမြတ်ဆုံးမတဲ့အတိုင်းလိုက်တာจิตသုံးဖို့ရာလူတွေမှာရှိတဲ့ဂုဏ်သိက္ခာတွေအဲ့ဒီဂုဏ်သိက္ခာတွေကိုသိရှိနားလည်ပြီးတော့မိမိကိုယ်တိုင်မိမိတို့ကိုယ်တိုင်ဂုဏ်သိက္ခာရှိတဲ့လူဖြစ်အောင်လူဂုဏ်သိက္ခာကိုထိမ့်သိမ့်တဲ့လူမျိုးဖြစ်အောင်ကျင့်ကြံကြိုးကိုအားထုတ်ကြရမှာဖြစ်တယ်လူပိသားဖို့အတွက်နံပါတ်1ဘာရှိရမလဲလို့ဆိုရင်တတ္တာဆိုတာရှိရတတ္တာဆိုတာယုံကြည်မှုပဲဒီနေရာမှာယုံကြည်မှုဆိုတာအမျိုးမျိုးရှိပြီမဲ့ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့ပြောမယ်ဆိုရင်မှန်ကန်တဲ့မြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်တာအဲ့ဒီအသိဉာဏ်ကိုယုံကြည်မှုတတ္တဟတိတထာဂတတဘောဓိန်တို့ဆိုတဲ့အတိုင်းမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့အသိဉာဏ်ကိုယုံကြည်တဲ့တထာအစွမ်းတကူရှိတယ်လို့ယုံကြည်တာမဟုတ်ဘူးအစွမ်းတကူဖြင့်မလိုက်မယ်လို့ယုံကြည်တာမဟုတ်ဘူးမြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်တယ်အသိဉာဏ်ကိုယုံကြည်ခြင်းအပြင်အသိဉာဏ်ရှိတဲ့ဘုရားကဆုံးမတဲ့စကားဟာစကားကိုလက်ခံတယ်အကယ်၍ဘုရားရဲ့အသိဉာဏ်ကိုမယုံကြည်ဘူးဆိုလို့ရှိရင်ဆုံးမတဲ့စကားကိုလက်ခံဖို့လိုက်နာဖို့ဆိုတာမဖြစ်နိုင်ဘူးပေါ့ခုလိုအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်မြတ်ရဲ့ဆုံးမစကားတွေဟာအမှားမရှိဘူးလိုက်နာကျင့်သုံးရမှာဖြစ်တယ်ဆိုတဲ့ဒီဘက်ကိုဒီလိုအကျိုးသက်ရောက်မှုဖြစ်ပေါ်စေတယ်နောက်တစ်ခုကယုံကြည်မှုဆိုဒီမှာကုသိုလ်ကံအကုသိုလ်ကံနဲ့ထိုကံတို့ရဲ့အကျိုးတရားကိုလက်ခံယုံကြည်မှုကလည်းယုံကြည်မှုတစ်ခုပဲကံကံဤအကျိုးကိုယုံကြည်တယ်လို့ဒီလိုပြောတာကံဆိုတာသူများလုပ်တာကိုပြောတာမဟုတ်ဘူးမိမိတို့ကိုယ်တိုင်ပြုလုပ်တဲ့အကောင်းအဆိုးဒီနှစ်ခုကိုကံလို့ခေါ်တာစေရနာဟံဘိက္ခွေကမ္မဝရာမိလို့ဆိုတဲ့အတိုင်းအဓိကကတော့စေရနာကောင်းတာလုပ်ဖို့စိတ်ရဲ့တွန်းအားမကောင်းတာလုပ်ဖို့စိတ်ရဲ့တွန်းအားလှုံ့ဆော်စုစည်းပေးတဲ့စိတ်ဆွမ်းအားတွေအဲ့ဒါကိုစေရနာကိုပဲကံလို့ခေါ်ကံဟာအလုံးရဲ့တတ္တိတွေစုဝေးထားတာဖြစ်သောကြောင့်အစွမ်းထက်တယ်ပေါ့ဒီတပိတပင်လုံးရဲ့အစွမ်းတတ္တိအလုံးဟာဘယ်မှာရှိတယ်ဆိုမျိုးစေ့တွေမှာရောက်သွားအပင်တပင်ဖြစ်ဖို့အလားတူတဲ့အပင်တပင်ဖြစ်ဖို့ဟာတပင်ရဲ့အသီးကအစိတ်ထဲမှာသွားစုတယ်ရင့်လာတဲ့တပင်ရဲ့အသီးရဲ့အစိတ်ထဲမှာအပင်ပေါက်နိုင်တဲ့တတ္တိတွေသွားစုထားတယ်အဲ့ဒါမျိုးလိုပဲလူတွေရဲ့စိတ်ဓာတ်တွေထဲမှာလည်းပဲစေရနာဆိုတဲ့ကံအရာမြောက်ပြီးတော့အကျိုးတရားတွေကိုထုတ်လုပ်နိုင်စွမ်းရှိလာမျိုးစေ့နဲ့အလားတန်တူတယ်ဒါဖြင့်စေရနာတစ်မျိုးတည်းကိုသာကံလို့ခေါ်တာလားလို့ဆိုမဟုတ်ဘူးမနောကံအနေရာမှာကြည့်မယ်ဆိုလို့ရှိရင်အဘိဇာဆိုတဲ့လောဘဗျာပါဒဆိုတဲ့ဒေါသမိစ္ဆာဒိဋ္ဌိဆိုတဲ့ဒိဋ္ဌိကိုလည်းကံလို့ခေါ်သေးတယ်ဘဂင်၈ပါးအကျင့်တရားဆိုတဲ့ဟောကြားတဲ့နေရာမှာလည်းပဲသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိလို့ဆိုတဲ့ဒီတရားတွေကိုလည်းကံလို့ပဲခေါ်တယ်ဝဇ္ဇင်9ပါးဒီတရားတွေကိုလည်းကံလို့ပဲခေါ်တယ်အဲ့ဒီကံလို့ဆိုရတဲ့တရားတွေဟာစေရနာမြတာမကဒါတွေကိုလည်းခေါ်တယ်သောရေဝင်ရအပြင်ခြုံငုံပြီးတော့ဒိဗ္ဗေရိကသုတ်မှာမြတ်စွာဘုရားကစေရနာဟံဘိက္ခွေကမ္မဝရမိဘာဖြစ်လို့စေရနာကိုကံလို့ခေါ်တယ်လဲလို့ဆိုရင်စေတရိတ်တဝါကမ္မံကရောတိကာယေနဝါစာယမနတာစိတ်ထဲကစုစည်းပြီးတော့စွမ်းအားပြုမှ
ကိုယ်လေးရောက်လှုပ်တယ်နှုတ်နဲ့ပြောတယ်စိတ်ထဲကကြံစည်တယ်ဆိုတာတွေဖြစ်လာတယ်ဒါကြောင့်မို့စေတနာမှာတတ္တိတွေအလုံးစုလို့ဒါဟာကံလို့ခေါ်တယ်အဲ့ဒါကိုယုံကြည်တာလက်ခံတာကံကိုယုံကြည်တယ်လို့ဆိုလို့ကံကိုယုံကြည်တော့အဲ့ဒီကံကနေထုတ်လုပ်တဲ့အကျိုးတရားကိုလည်းယုံကြည်လက်ခံတယ်ကံကံ၏အကျိုးကိုယုံကြည်ခြင်းဟာတတ္ထာရဲ့တတ္တိတစ်ခုပဲပေါ့အဲ့ဒါကြောင့်မို့တတ္ထာဆိုတာမရှိဘူးဆိုရင်ကံကံ၏အကျိုးကိုညှင်းပယ်သွားကံကံ၏အကျိုးကိုလက်မခံဘူးဆိုတဲ့လူတယောက်ဟာဘယ်လိုအနေအထားမျိုးဖြစ်လဲကံဆိုဒီမှာအခုပြောရတဲ့အတိုင်းကုသိုလ်ကံအကုသိုလ်ကံ2မျိုးရှိတယ်ကောင်းတာလုပ်ရင်ကောင်းကျိုးရတယ်မကောင်းတာလုပ်ရင်မကောင်းကျိုးရတယ်လို့ကံရဲ့အကျိုးကိုလည်းလက်ခံအဲ့ဒါလို့လက်ခံသူနဲ့လက်မခံသူဟာဘာကွာသလဲအေးကောင်းတာလုပ်ရင်ကောင်းကျိုးရတယ်မကောင်းတာလုပ်ရင်မကောင်းကျိုးရတယ်ဆိုတဲ့အချက်ကိုလက်မခံတဲ့ပုဂ္ဂိုလ်ဟာသူလှုပ်ချင်အောင်လုပ်မှာသူကအယုံကြည်မရှိဘူးအယုံကြည်မရှိတော့သူလှုပ်ချင်အောင်လုပ်မှာတခုခုတော့လုပ်မှာအဲ့တော့လှုပ်ချင်ရလှုပ်တယ်ဆိုတဲ့တဲမှာလူရဲ့သဘောကိုကြည့်လှုပ်ချင်တာဘာကိုလှုပ်ချင်တာတော့လို့မေးမကောင်းတာပဲလှုပ်ချင်တာများကောင်းတာလှုပ်ချင်တဲ့လူကအလွန်နဲ့ဒါကြောင့်မို့လို့မကောင်းတာပဲလှုပ်မိနေမှာပဲမကောင်းတာလှုပ်မိသည့်အတွက်ကြောင့်ဆိုးကျိုးတွေပဲရဖို့ရှိတယ်ပေါ့ကံကံရဲ့ကျိုးလက်ခံတဲ့ပုဂ္ဂိုလ်ကတော့မကောင်းတာလုပ်ရင်မကောင်းကျိုးရမယ်ဆိုတော့သူမကောင်းတာကိုရှောင်တယ်ကောင်းတာလုပ်မှကောင်းကျိုးချမ်းသာရမယ်လို့သိထားတဲ့အသိရှိသည့်အတွက်ကြောင့်ကောင်းတာကိုရွေးလုပ်လာတယ်ဒါကြောင့်မို့လူတော်လူကောင်းဖြစ်သွားတယ်ကံနဲ့ပတ်သက်တဲ့အမြင်တစ်ခုကတော့ယံကမ္မံကရိတန္တိကလျာဏဝါပါပကံဝါတတ္တကမ္မတဓာယာဓာဘောဣတံကောင်းတာပဲဖြစ်ဖြစ်မကောင်းတာပဲဖြစ်ဖြစ်ကိုလှုပ်တဲ့ကံအဲ့ဒီကံရဲ့ကောင်းမွေဆိုးမွေကိုပဲရမှာပဲလို့ဒီခံယူချက်ကံကံရဲ့အကျိုးယုံကြည်တယ်လို့ပြောတာဒီကံကံရဲ့အကျိုးယုံကြည်လက်ခံခြင်းအပြင်အမြင်ရရှိတာကိုပဲကမ္မတက္ကတာသမ္မာဒိဋ္ဌိတို့အခြေခံအပြင်ကမ္မတက္ကတာသမ္မာဒိဋ္ဌိဆိုတဲ့အမှန်မြင်မှုဟာလည်းပဲကံကံ၏အကျိုးယုံကြည်ခြင်းနဲ့ဆက်ဆက်ပြီးတော့ဖြစ်ပေါ်လာတဲ့အမြင်တစ်ခုပဲဖြစ်တယ်။အဲဒီအမြင်ဟာလောကမှာလူတော်လူကောင်းဖြစ်ဖို့အတွက်အရေးကြီးတဲ့အရာဖြစ်တယ်။ဒီယုံကြည်ချက်ဟာလည်းလူတော်လူကောင်းဖြစ်ဖို့အရေးကြီးတယ်။ဒါကြောင့်တတ္ထာဆိုတာရှိမှလူတော်လူကောင်းဆိုတာဖြစ်တယ်။လူကုံသိက္ခာရရှိဖို့ရာအတွက်တတ္ထာဆိုတာရှိရအ ਨੇ ဆုံးကံကံ၏အကျိုးကိုယုံကြည်ခြင်းဆိုတဲ့ဒီတရားကံကံ၏ကံပါလင်ကိုလှုပ်တာကိုနဲ့သာသက်ဆိုင်တယ်လို့သိမြင်တဲ့အမြင်အဲ့ဒါရှိဖို့လိုအပ်တယ်လို့ဒီလိုဆိုတာပေါ့နော်အေးတတ္ထာဆိုတာရှိမှလူတွေကကောင်းတာကိုလှုပ်ဖြစ်တယ်ယုံကြည်မှုရှိလာပြီဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာတွေရဖို့အတွက်ကောင်းကျိုးချမ်းသာတွေရစေနိုင်တဲ့အကြောင်းတရားတွေကိုလှုပ်လာကြတယ်ဒါကြောင့်မို့တတ္ထာကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကတတ္ထာဘိဇံတရားဆိုတာဟာမျိုးစေ့နဲ့အလားတရံတူတယ်တဲ့မျိုးစေ့ဒီအလုံးတစ်ခုကိုလှုပ်တယ်မျိုးစေ့လေးတစ်ခုကိုသေသေးချာချာလေ့လာကြည့်ရင်သူဆောင်ရွက်တဲ့အလုံးနှစ်ခုရှိတယ်တရေစေ့လေးကိုစိုက်ကြည့်လိုက်အောက်ကိုအမြင့်ဆင်းသွားတာတရေစေ့ကလှုပ်တာအပေါ်ကိုအညောက်ကလေးတက်လာတာတရေစေ့ကလှုပ်တာအဲ့ဒါကိုအလုံးနှစ်လုံးလို့ပြောတာတရေစေ့လေးကအမြင့်ထွက်လာတယ်အပေါ်ကိုအညောက်ကလေးတက်လာတယ်ဒါတရေစေ့ကဖြစ်စေတဲ့အလုံးနှစ်ခုအဲ့ဒီဥပမာတိုင်းပဲတတဟာဆိုတဲ့မျိုးစေ့လေးဟာလည်းပဲလူမှာအလုံးနှစ်ခုကိုလှုပ်စေတယ်ဘာလဲလို့ဆိုရင်တရားရှိလာလို့ရှိရင်တဲ့ကိုချင်းသီလကောင်းလာကိုချင်းသီလဟာကုသိုလ်ကောင်းမှုအလုံးရဲ့အမြင့်နဲ့အလားတရံတူလို့အမြင့်ဆင်းလာတာ ਨੇ တူတယ်ပေါ့တခါသမထဝိပဿနာဆိုတဲ့အကျင့်တရားတွေကိုကျင့်ကြံကြိုးကိုအထုတ်ဖြစ်လာတရားရှိပြီဆိုရင်သီလနဲ့လည်းပြည့်စုံလာတယ်
သမထဝိပဿနာဆိုတဲ့ကျင့်စဉ်တွေကိုလည်းကျင့်လာအဲ့ဒီသမထဝိပဿနာကျင့်စဉ်ကျင့်တာအညွန့်တက်လာတဲ့သဘောပဲလို့တရားနဲ့တူညီတဲ့အနေမျိုးစေ့နဲ့တူညီတဲ့အနေအထားတစ်ခုဒီလိုရှင်းပြတာဒါကြောင့်တရားမျိုးစေ့နဲ့တူတယ်နောက်တစ်ခုကတရားဟာလက်နဲ့တူတယ်လက်ဆိုတာယူစရာရှိရင်ကောက်ယူလို့ရတယ်ပေါ့လက်မပါတဲ့လူကိုခံစားကြည့်လိုက်လောကမှာကောက်ယူစရာရှိတယ်လက်မပါဘူးဆိုယူဖို့ခက်သွားတယ်အများကြီးခက်တယ်အဲ့တော့လက်နဲ့တူတယ်ဆိုတော့တရားရှိတဲ့ပုဂ္ဂိုလ်ဟာကုသိုလ်ကောင်းမှုလုပ်ဖို့ရာအတွက်လွယ်ကူတယ်တရားလက်ရှိနေရင်ကုသိုလ်ကောင်းမှုလုပ်ဖို့လွယ်ကူတယ်တရားမရှိဘူးဆိုရင်ကုသိုလ်လုပ်နိုင်ဖို့ရခက်ခဲသွားတယ်ဒီအဓိပ္ပာယ်နဲ့ပြောတာဒါကြောင့်မို့တရားဟာယရနာတွေကိုရယူဖို့ရလက်နဲ့လက်ရှိမှဖြစ်တယ်လို့ပဲကုသိုလ်ဆိုတဲ့ယရနာကိုကောက်ယူဖို့အတွက်တရားဆိုတဲ့လက်ရှိရမယ်လို့တတ္တဟတ်ထောမဟတနောတရားဒီဟုသောလက်ရှိတဲ့ပုဂ္ဂိုလ်ဟာဘယ်ဘဝရောက်ရောက်ချမ်းသာဒုက္ခတွေရတယ်လို့တရားတရားကောင်းသည့်အတွက်ကြောင့်ဒါနကောင်းမှုလုပ်ဖို့လည်းဝန်မလေးဘူးသီလဆောက်တည်ဖို့လည်းဝန်မလေးဘူးသမထဝိပဿနာကျင့်သုံးဖို့လည်းဝန်မလေးဘူးတရားရဲ့စွမ်းအားကြောင့်ကုသိုလ်ဘက်မှာစိတ်ဝင်စားပြီးတော့စိတ်ဟာကြည်နူးနေတတ်တယ်ဒါတရားရဲ့စွမ်းဆောင်မှုတွေဒီလိုဆိုတာနောက်တစ်ခုကတရားဟာပစ္စည်းဥစ္စာနဲ့အလားတရတူတယ်ပစ္စည်းဥစ္စာရှိတဲ့ပုဂ္ဂိုလ်ဟာလိုတာတွေကုန်ရလိုတာတွေကုန်ရတယ်လို့ပဲတရားတရားရှိတဲ့ပုဂ္ဂိုလ်ဟာလည်းပဲကောင်းကျိုးချမ်းသာတွေအကုန်ရနိုင်တယ်လို့ဆိုလို့ဆိုယုံကြည်မှုကိုအခြေခံပြီးကုသိုလ်ကောင်းမှုတွေလုပ်သည့်အတွက်ကြောင့်ကောင်းကျိုးချမ်းသာတွေအများကြီးရအဲ့ဒါလို့တရားစွမ်းအားရှိနေခြင်းဟာလူရဲ့ဂုဏ်သိက္ခာတစ်ခုပဲဒါကြောင့်မို့လူရဲ့ဂုဏ်သိက္ခာနဲ့အလားတရဂုဏ်သိက္ခာတစ်မျိုးဖြစ်တဲ့တရားတရားမိမိတို့တဏ္ဍာမှာဖြစ်ပွားအောင်ကြိုးစားအထောက်ကြရှိလာတဲ့တရားတရားကိုထိမ့်သိမ်းဆောက်ရှောက်အောင်ဖြစ်တယ်တရားဆိုတာအမြဲတမ်းဖြစ်တာမဟုတ်ဖြစ်လာတဲ့တရားတရားကလည်းပဲသောတပန်ရဲ့တရားတရားမှသာလျှင်ခိုင်မြဲတတ်ပြီးတော့ဉာဏ်တဲ့ပုဂ္ဂိုလ်ရဲ့တရားတရားဟာပြောင်းလဲမှုတွေအများကြီးဖြစ်စေနိုင်တယ်ပေါ့ဒါကြောင့်မို့ကိုယ့်ရဲ့တရားတရားခိုင်ခိုင်မာမာတတ္ထတာဓုပဋိဋ္ဌိတာတရားတရားတည်ရှိအောင်ကြိုးစားအထောက်ကြဖြစ်တယ်ပေါ့ဒါကြောင့်မို့လူပိသဖို့လူဂုဏ်သိက္ခာစိတ်ဓာတ်မြင့်မားတဲ့မနုဿဆိုတဲ့လူဖြစ်ဖို့အတွက်တရားဟာရှေ့တန်းကနေရောက်ရှိပြီစွမ်းအားပြည့်တဲ့အရာတစ်ခုဖြစ်တယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကဒီတာမတိပြမကြီးကတရားဟောဖို့တောင်းပန်လျှောက်ထားတဲ့အခါတုန်းကရေသောတာဝန်တော်ပမုံဇန္တုတတ္တံနဲ့ပြန်လဲမိန့်ကြားတဲ့အခါအေးထောင်တတ်တဲ့နားရှိတဲ့ပုဂ္ဂိုလ်တွေငါ့ပေါ်မှာယုံကြည်မှုတရားကိုထားကြလို့ဒီစကားကိုမိန့်တာယုံကြည်မှုမှမရှိလို့ရှိရင်ဘာမှလုပ်မှာမဟုတ်ဘူးဒါကြောင့်မို့ယုံကြည်မှုဆိုတဲ့တရားဟာအရေးပါတယ်လို့ဒီလိုဆိုလို့လေတရားတရားအခြေခံလို့အခုလိုတရားဝဲတွေလာပြီးတော့တရားနာကြတရားနာတော့အသိဉာဏ်တွေရဒီအဓိပ္ပာယ်ပေါ့နော်တရားမှမရှိတဲ့ပုဂ္ဂိုလ်ဟာတရားဝဲသွားအောင်မယ်ဆိုရင်သွားမှာမဟုတ်ဘူးလေယုံကြည်ချက်ရှိမှလာတာဒါကြောင့်မို့စိတ်ကြည်နူးပြီးတော့ယုံကြည်ချက်တရားလှုပ်တဲ့နယ်လို့ဆုံးဖြတ်တဲ့စိတ်အနေအထားတစ်ခုတတ္တအဲ့ဒီတတ္တဟာလူရဲ့ဂုဏ်သိက္ခာပဲတစ်မျိုးပဲတစ်ဖက်ကကြည့်မယ်ဆိုရင်လူရဲ့ဂုဏ်သိက္ခာတွေကိုတိုးပွားစေတတ်တယ်လို့ဒီလိုဆိုနောက်ထပ်လူတွေရှိရမယ့်ဂုဏ်သိက္ခာတစ်ခုကဘာလို့ဆိုရင်သီလတရားတရားရှိယုံနဲ့မပြီးသေးဘူးတရားတရားရှိလာတဲ့အခါလူတွေရဲ့ဂုဏ်သိက္ခာဖြစ်တဲ့ကိုချင်းတရားဟာအမှန်တမ်းအရေးကြီးအဲ့ဒီကိုချင်းတရားဟာအရှက်ကြောက်ပေါ်မှာအခြေခံပြီးတော့ဖြစ်ပေါ်လာတယ်ဟိရုတ္တပပဋ္ဌာနံလို့ဆိုတဲ့အတိုင်းလူတွေရဲ့ကိုချင်းတရားဟာမကောင်းမှုလုပ်ရမှာမကောင်းမှုကိုဆက်ဆုပ်တယ်ယွံမုန်းတယ်မကောင်းမှုလုပ်ရမှာရှက်တယ်မကောင်းမှုကကြောက်တယ်ဆိုတဲ့အရှက်အကြောက်နှမျိုးရှိမှကိုချင်းသီလဆိုတာပြေဝနိုင်တယ်
သီလဆိုတာလောက်အရေးပါတယ်လဲလို့ဆိုရင်သီလဆိုတာရဲ့အဓိပ္ပာယ်ကိုဖော်ဆောင်ခြင်းအားဖြင့်ဖော်ဆောင်ကြည့်ခြင်းအားဖြင့်သီလရဲ့အရေးပါမှုဟာသိတာထင်ရှားလာသီလဆိုတာကုသိုလ်တရားတို့ရဲ့တရားလို့ဥပဒါရဏံကုသိုလ်တရားတွေပျောက်ပြက်မသွားအောင်ဆောင်ထားတတ်တဲ့အရာလို့ဒီလိုဖွင့်ဆိုချက်အရာကြည့်မယ်ဆိုရင်တန်မိုးရှိတဲ့ရှင်စေတီဟာတင်ကြီးရွှေကွက်မှသာတည်နိုင်တယ်လို့ပဲကုသိုလ်တရားတွေဟာသီလရှိတဲ့ပုဂ္ဂိုလ်ပေါ်မှာသာတည်တာတဲ့သီလမရှိလို့ရှိရင်ကုသိုလ်တရားတွေဟာယိုကျပျောက်ပြက်ပြီးတော့သွားနိုင်တယ်ဒါကြောင့်မို့ကောင်းကျိုးချမ်းသာကိုပေးနိုင်တဲ့ကုသိုလ်တရားတွေတည်ရှိနေဖို့ရအတွက်ကသီလဟာအလွန်ရေးပါတယ်ကာယကံမှုကိုထိမ့်သိမ်းဆောက်ရှောက်ရမယ်ဝစီကံမှုတွေကိုထိမ့်သိမ်းဆောက်ရှောက်ရမယ်နှုတ်ကပြောချင်တာတွေမပြောရဘူးကိုယ်ကြီးလက်ရောက်လှုပ်ချင်တာတွေမလုပ်ရဘူးစီကံပေါင်အတွင်းကလှုပ်တယ်ရှောင်တဲ့နာတွေကိုရှောင်တယ်လှုပ်တဲ့နာတွေကိုလှုပ်တယ်ဆိုတာသီလပဲသီလဆိုတာလည်းပဲရှောင်ရံနဲ့ဆောင်ရံဒီနှစ်ခုပဲဟောရှောင်တာတစ်ခုတည်းတင်သီလမဟုတ်ဘူးဆောင်တာလည်းပဲပါတယ်လို့ဒါကြောင့်မို့လို့ဝါရိတ္တသီလဆိုတာမလုပ်ရဘူးဆိုတဲ့ဟာကိုရှောင်တယ်စာရိတ္တသီလဆိုတာလုပ်ရမယ်ဆိုတာကိုလုပ်တယ်ဒါကြောင့်မို့သီလပြည့်စုံမှုအတွက်ဟာရှောင်ကျင်ခြင်းနဲ့လှုပ်ဆောင်ခြင်းနှစ်ခုရှိရအဲ့ဒီနှစ်ခုရှိမှပြည့်စုံတယ်လို့ဒီလိုအဓိပ္ပာယ်ရဆိုပါစို့ရှောင်ရမှာဘာတွေတုံးလို့ဆိုအဓိကကိုယ်လည်းနဲ့တရားတွေအသက်တပ်ဖြတ်ခြင်းမှရှောင်ကျင်ရမယ်အသက်တည်ဆုံးသွားအောင်ပြုလုပ်ခြင်းမှရှောင်ကျင်ရမယ်ကိုယ်ကြောင့်သူများပစ္စည်းဥစ္စာတွေပြတ်သွားခြင်းမှရှောင်ကျင်ရမယ်သူတစ်ပါးတွေဂုဏ်သိက္ခာညှိုးနွမ်းသွားခြင်းမှရှောင်ကျင်ရမယ်လိန်လီပြောကြားခြင်းမှရှောင်ကျင်ရမယ်ဆိုတဲ့မူရည်စေဝါရှောင်ကျင်ရမယ်ဆိုတဲ့ဒီရှောင်ကျင်မှုတွေဟာကိုချင်းသီလတွေပဲဖြစ်တယ်ပေါ့အဲ့ဒီရှောင်ကျင်မှုဒီရှောင်စရာတွေကိုမရှောင်ဘူးဆိုလို့ရှိရင်လူရဲ့ဂုဏ်သိက္ခာမရှိနိုင်ဘူးလူရဲ့ဂုဏ်သိက္ခာရှောင်တဲ့နာကိုရှောင်တဲ့အပေါ်မှာရှိတယ်လှုပ်တဲ့နာတွေကဘာတွေတုံးဆိုမိဘရဲ့တောင်းဝတရားတွေလှုပ်တဲ့နေကိုယ်ရဲ့ကြီးတဲ့ပုဂ္ဂိုလ်တွေကိုယူသိလေးစားတာတို့ဝေယဝိသလှုပ်တဲ့လှုပ်ထိုက်တဲ့ပုဂ္ဂိုလ်တွေလှုပ်တာအဲ့ဒါလို့လှုပ်ဆောင်ရမယ်ဟိုတရားတွေခြေပြောင်းအောင်ပြုလုပ်ခြင်းဟာလည်းပဲသီလလို့ဆိုတာပဲဟိုတရားခြေပြောင်းအောင်ဆောင်ရွက်နေခြင်းဒီကိုချင်းသီလတစ်မျိုးပဲဒါကြောင့်လှုပ်တဲ့နာလှုပ်တာနဲ့ရှောင်တဲ့နာရှောင်တာဟာသီလလို့ဒီလိုဆိုတာပေါ့အဲ့ဒါလို့သီလရှိပြီဆိုရင်လူရဲ့ဂုဏ်သိက္ခာတွေကမြင့်မားလာသီလရှိအောင်ကြိုးစားအထောက်အမှာဖြစ်တယ်ကိုယ့်ရဲ့နေ့စဉ်ဘဝမှာလူတွေမေးကြည့်လိုက်သိလို့ရှိရင်ငရဲကြမှာကြောက်လားဆိုရင်ကြောက်တယ်လို့အဖြေထွက်လို့ရှိရင်ကိုချင်းသီလပြည့်အောင်လို့ကိုချင်းသီလနဲ့ပြည့်စုံနေလို့ရှိရင်ဘယ်နည်းနဲ့မှငရဲမကြဘူးကိုချင်းသီလကျိုးပေါက်ပြောက်ကြားနေမယ်ဆိုရင်တော့အပေငရဲရောက်သွားနိုင်တာပဲအပေကုန်သားရဲ့ဒုက္ခကိုနည်းနည်းလေးစဉ်းစားကြည့်လိုက်လူတွေရဲ့အနိုင်ကျင့်မှုလူတွေရဲ့ရှေ့ပါရှိတဲ့ကြက်တွေဝက်တွေပဲကြည့်လူတွေရဲ့အနိုင်ကျင့်မှုတပ်ဖြတ်စားမှုကိုခံရနွားတွေပဲကြည့်လိုက်နှစ်ဖားကြိုးထိုးပြီးရိုက်ခိုင်းတာကိုခံရအဲ့ဒါလို့တရားတွေရဲ့ဆင်းရဲဒုက္ခဘလောက်များတယ်ဆိုတာစဉ်းစားကြည့်အဲ့ဒီဘဝကိုကျင့်သီလရှိပဲဆိုရင်မရောက်ဘူးလို့ဆိုတာအာမခံရှိတယ်ပေါ့ဒါကြောင့်ကိုကျင့်သီလဟာရေးပါတယ်ကိုဘဝကိုမကောင်းတဲ့ဘဝရောက်ဖို့ရအတွက်ကိုချင်းသီလပြည့်စုံအောင်ကြိုးစားအထောက်ဒါလူတွေရဲ့ဂုဏ်သိက္ခာတစ်ခုပဲနောက်တစ်ခုကတော့ဘာလို့ဆိုရင်တရားရှိပြီသီလရှိပြီဒါနဲ့တင်လုံလောက်သလားဆိုလောကကြီးမှာတရားသီလခိုင်မြဲဖို့အတွက်ပံ့ပိုးပေးရမယ့်အရာတွေများစွာရှိတယ်ဒါတစ်ခုတည်းနဲ့မလုံလောက်သေးဘူးနောက်ကလူရဲ့ဂုဏ်သိက္ခာအတွက်တုတ္တဆိုတာရှိတယ်တုတ္တဆိုတာကြာဘူးနာဝများတာကုလိုတရားဝဲလာတရားနာတယ်မြတ်စွာဘုရားအဆုံးအမတွေကိုကြားရတယ်ဓမ္မစာအုပ်တွေဖတ်တယ်ဘုဒ္ဓတုတ္တတွေကြားရတယ်အဲ့ဒါလို့များနာယူမှတ်သားသင်ယူမှတ်သားထားတဲ့တုတ္တဆိုတဲ့ဒီပညာရက်တွေ
ဒါတွေကအလုံးကိုအရေးပါတဲ့အရာတွေလို့ဆိုလို့ကြားနာမှုချင်းမရှိကြားနာရခြင်းမရှိဘဲနဲ့အသိဉာဏ်ရခြင်းဆိုတာလောကမှာမရှိနိုင်သုတ္တုတာသုတဝတ္တနီနာကြားလို့တဲ့စိတ်ရှိရအပြစ်ကင်းတဲ့လောကဘောဓုတတွေလောကုတ္တရာဘောဓုတတွေကြားနာခြင်းနဲ့စိတ်ကြားနာလို့တဲ့ဆန္ဒဟာသုတများခြင်းရဲ့အကြောင်းတစ်ခုပဲသုတ္တုတာသုတဝတ္တနီသိခြင်းနဲ့တတ်ခြင်းနဲ့ကြားနားထောင်ခြင်းနဲ့ဆိုတာဟာသုတဝတ္တနာကြားနာစရာအကြောင်းတွေကိုယ်တဏ္ဍာမှာတိုးတက်လာမယ်များပြားလာမယ်လောကမှာအပြစ်ကင်းတဲ့အရာတွေအကုန်လုံးသိလိုက်တာတွေကြီးဘဝမှာဘဝခရီးလျှောက်လန်းတဲ့အခါမှာသိရမယ့်အချက်တွေအလွန်များပြားတယ်လူရဲ့ဂုဏ်သိက္ခာကိုထိမ့်သိမ်းပြီးတော့လူမှာအရည်ချင်းပြည့်ဝဖို့သုတ္တတွေများရဖို့အတွက်ငယ်စဉ်တောင်ကြီးကလေးဘဝကမိဘတွေကကြောင်းထားပေးတာဒါလည်းသုတ္တပဲကြောင်းထားပြီးတော့သင်ကြားကြလူလောကမှာလိမ္မာရင်ကျေးမှုတွေလူကြီးသမားတွေနဲ့ဆက်ဆံပြောဆိုတဲ့အခါမှာဘယ်လိုပြောဆိုရမလဲစီးပွားဥစ္စာဘယ်လိုရှာရမလဲဘယ်လိုနေရမလဲဘယ်လိုထိုင်ရမလဲဆိုတဲ့အကြအမြင်တွေကစဘောဓုတဆိုတာအမှန်တမ်းအရေးပါလောကမှာသုတ္တများလေဂုဏ်သိက္ခာကြီးမားလေပေါ့သုတ္တရဲ့အမှတ်တရအနေနဲ့ဘယ်သူကဘာဘွဲ့တွေရတယ်ဆိုတာသုတ္တရဲ့အမှတ်တရတွေပဲပေါ့ဒါကြောင့်မို့တတိလူစိတ်ဆိုတာမွေးရလောကမှာစာဝတ်နေပြည့်စုံုံနဲ့လူဘဝဆိုတာပြည့်စုံတာမဟုတ်ဘူးဘောဓုတပြည့်စုံမှုလိုအပ်တယ်ဒါကြောင့်ဘောဓုတဆိုတာရှာဖွေရတယ်အထူးသဖြင့်လောကုတ္တရာဘောဓုတလည်းအရေးပါတယ်ကျမ်းမာရေးဘောဓုတအရေးပါတယ်ပညာရေးဘောဓုတအရေးပါတယ်ကျမ်းမာရေးဘောဓုတမရှိလို့ရှိရင်လူဟာကောင်းကျိုးချမ်းသာတွေလက်လွတ်ဆုံးရှုံးသွားနိုင်တယ်ပေါ့ဆိုပါစို့ကျမ်းမာရေးဘောဓုတနဲ့ပတ်သက်လာလို့ရှိရင်လူတွေမှာယောဂဖြစ်စေတတ်တဲ့အစာအာဟာရတွေဘာတွေရှိတယ်ဆိုတာသိဖို့လိုအပ်တယ်ပေါ့ခဏခေတ်မှာဆိုလို့ရှိရင်မြန်မာလူမျိုးတွေဒုက္ခပေးနေတာအလုံးကအခုတော့သိရှိလာကြဟင်းညိုမုံနေတို့ဟင်းညိုမုံကိုနာမည်ပြောင်းပြီးတော့ခနောတဲ့နော်ဟင်းကမုံနဲ့ဒါတွေကဓာတုဗေဒနဲ့လှုပ်ထားတွေမှန်သမျှလူတွေမှာဒုက္ခကိုဖြစ်စေတတ်တယ်အသေးကိုထိခိုက်တယ်တော့ကြအသေးယောဂဖြစ်တယ်အသေးခြောက်တယ်အသေးကင်ဆာနဲ့ဆိုတာအစာအာဟာရတွေဘာစားရင်ဘာဖြစ်တယ်ဆိုတာမသိသည့်အတွက်ကြောင့်ဒုက္ခရောက်တာကြောက်ကတ်တွေပျက်စီးတယ်ကြောက်ကတ်မကောင်းလို့ကြောက်ကတ်ဆေးရတယ်တို့ဆိုတာတွေဟာကြောက်ကတ်ကိုပျက်စီးစေတတ်တဲ့အစာတွေထဲမှာလူတွေစားနေတဲ့ထဲမှာဒိန်ညင်းသီးကထိတ်တန်းကပါတယ်သို့တော့ဒိန်ညင်းသီးကနန်လဲနန်နေတယ်လူတွေကကြိုက်တယ်လေနန်ပေမဲ့ကြိုက်ပြီးစားကြစားလာတဲ့အခါမှာလည်းပဲကြောက်ကတ်ကိုပျက်စီးစေကျမ်းမာရေးဘုဒ္ဓတွေဒါအမြတ်ကလေးများပြောတာအများကြီးပဲကျမ်းမာရေးဘုဒ္ဓဆိုတာဒီကျမ်းမာရေးဘုဒ္ဓကလည်းသုတ္တဒါလည်းပဲသင်ယူရတရားဓမ္မနဲ့ပတ်သက်တဲ့ဘုဒ္ဓဆိုတာလေလုံးတင်တာနဲ့မလုံးတင်တာတွေခွဲခြားဟောကြားထားတာတွေကိုနားလည်ဖို့သင်ကြားကြတယ်ဘဝခရီးရှောက်လန်းတဲ့အခါမှာဘယ်ဟာကလောက်ကောင်းတယ်ဘယ်ဟာမလောက်ကောင်းဘူးသိနေရကိုယ့်ဘဝကိုပုံဖော်နိုင်ရမယ်ပေါ့အဲဒါကြောင့်မို့တရားဓမ္မတွေကိုနာရတယ်နာသည့်အတွက်ကြောင့်ဘာဖြစ်လဲသုတ္တတွေတိုးပွားလာတယ်သုတ္တတွေတိုးပွားလာတော့ပညာတွေတိုးပွားလာတယ်သုတံပညာယဝဋ္ဌနာအသိပညာတွေရလာတယ်စဉ်းစားတတ်လာတယ်အဲ့ဒီပညာရတော့ဘာဖြစ်လဲပညာယအဋ္ဌံသန္တာတိဘဝအဓိပ္ပာယ်တွေကိုနားလည်လာကိုယ့်အကိုဆုံးဖြတ်နိုင်တယ်အမှားမှန်ကိုယ့်အကိုသိလာနိုင်တယ်ဘဝအဓိပ္ပာယ်တွေကိုသိလာတော့ဘာဖြစ်လဲဆိုရင်ညာတော့အထောဒုက္ခဝဟောချမ်းသာဒုက္ခကိုရတယ်လူပြောသူပြောနဲ့ယုံရတာမျိုးမဟုတ်ပဲနဲ့သုတ္တရှိတဲ့ပုဂ္ဂိုလ်တရားဟာကိုယ့်ဘာကိုအမှားမှန်ဆုံးဖြတ်နိုင်တာဖြစ်သောကြောင့်ဘဝရလာတဲ့အခါမှာဘောဓုတဆိုတာလောကီဘောဓုတလောကုတ္တရာဘောဓုတစီဘူးအာထုတ်ကြတ
ဒါဟာလူတွေရဲ့ဂုဏ်သိက္ခာတစ်ခုပဲပေါ့အဲ့ဒီလူရဲ့ဂုဏ်သိက္ခာတစ်ခုရအောင်ကြိုးစားအထောက်ကြမှာတတ္တာရှိရမယ်သီလရှိရမယ်သုဒ္ဓရှိရဒါရင်လုံလောက်ပြီလားလို့ဆိုရှိသေးတယ်လူဂုဏ်သိက္ခာအတွက်လူဆိုတာတယောက်တည်းနေတာမဟုတ်ဘူးအနည်းဆုံးမိသားစုနဲ့နေကြတာဖြစ်တယ်တယောက်တည်းနေတဲ့တရားမျိုးမဟုတ်ဘူးဆုလိုက်ဂရုလိုက်နေကြတဲ့တရားမျိုးဖြစ်လို့အနည်းဆုံးမိသားစုရှိတယ်အဲ့ဒီမိသားစုလိုက်နေထိုင်တဲ့အခါမှာစာကားလို့ဆိုတဲ့စွန့်လွတ်တဲ့စိတ်ဓာတ်မျိုးရှိရမယ်စွန့်ကြဲတတ်တဲ့စိတ်ဓာတ်မျိုးငါသာသုံးမယ်ဆိုတဲ့နှမျောတွန့်တူတဲ့စိတ်ဓာတ်မျိုးမမွေးရပဲနဲ့စွန့်တတ်တယ်ပေးတတ်တယ်ကမ်းတတ်တယ်ဆိုတဲ့ရရောတဲ့စိတ်နေသဘောထားတွေရှိဖို့လိုအပ်တယ်နှမျောတွန့်တူခြင်းလို့ဆိုတာကိုယ်အတွက်သာသုံးမယ်တချို့ကြတော့ကိုယ်တောင်မသုံးရဘူးဆိုတာမျိုးဖြစ်လာတတ်တယ်မစ္စရိယတရားလွှမ်းမိုးသွားပြီဆိုလို့ရှိရင်တော့ဘယ်ရာပဲဖြစ်ဖြစ်ဘသူကမှပေးနိုင်ကမ်းနိုင်ခြင်းမရှိနောက်ဆုံးမှအိမ်မှာတူတူနေတဲ့လူအချင်းချင်းတောင်မှဒါငါဟာမထိနဲ့ဆိုတာမျိုးဖြစ်လာမစ္စရိယတရားလွန်ကဲလာပြီဆိုလို့ရှိရင်သူများကသူများပစ္စည်းလှူတာတောင်သွားဟန်တားရတဲ့အနေအထားမျိုးတွေဖြစ်တယ်ပေါ့မြတ်စွာဘုရားသခင်ကိုရောမြတ်ကဘုရားတာဝကဘုရားဘာသာဝင်သူတော်စင်တွေကိုဆုံးမတယ်ဝိကတမလမစ္စေရေနစေတတာအကာရံအစ္ဆဝတ္တိဆိုတဲ့စာကဆိုတဲ့အဓိပ္ပာယ်နဲ့ပတ်သက်ပြီးရှင်းလင်းဆုံးမပုံကတော့မစ္စရိယဆိုတဲ့အညစ်အကြေးကင်းတဲ့စိတ်နဲ့အိမ်မှာနေရမယ်လို့ဆိုတာမိသားစုဘဝနေတဲ့အခါမှာနှမျောတွန့်တူမှုမရှိရဘူးအလုံးအတွက်မျှဝေတတ်တဲ့စိတ်ဓာတ်ရှိရမျှဝေခံစားတတ်တဲ့စိတ်ဓာတ်ရှိရမယ်လို့ဆိုလို့ယာစယောဂောတဲ့ဘယ်သူကတောင်းကိုယ်တိုင်းတာရပေးနိုင်တဲ့ပုဂ္ဂိုလ်ဒါနတံဝိဘာကရတောပေကံခြင်းခွဲခြားပေးခြင်းဖြင့်မျောလင်းတယောက်တည်းဘယ်တော့မှမစားဘူးစားစရာရှိရင်အလုံးဝေစားတယ်ဆိုတဲ့စိတ်ဓာတ်ဒါနတံဝိဘာကရတောပယတပါဏိသူများကိုပေးဖို့ကမ်းဖို့ဆိုရင်ကိုယ့်လက်ကအသင်အဆင့်နဲ့ဆေးကြောထားလို့တန်ရှင်းစင်ကြယ်တဲ့လက်ရှိသူလို့ဒီလိုခေါ်တယ်ပေါ့ပယတပါဏိပေးဖို့ကမ်းဖို့အစဉ်သင်းဖြစ်တယ်စိတ်ဓာတ်မှာနှမျောတွန့်တူမှုတွေမရှိဘူးလို့အဲ့ဒါလို့ဒီလိုအည်ချင်းနေရှိနေမှစာကဆိုတဲ့ဂုဏ်သိက္ခာလူရဲ့ဂုဏ်သိက္ခာတွေဟာတိုးတက်လာနှမျောတွန့်တူမှုကင်းသည့်အတွက်ကြောင့်မစ္စရိယမရှိသည့်အတွက်ကြောင့်မေတ္တာလည်းပဲမျှဝေလာမစ္စရိယဆိုတာဒေါသနဲ့တွဲလာတဲ့သဘောကိုယ်ပစ္စည်းကိုရထားတဲ့အခွင့်အရေးကိုသူများနဲ့မရှယ်နိုင်ဘူးပေါ့ရှယ်ရမလုံးနိုင်ဘူးပေါ့ကိုယ်သာလည်းအခွင့်အရေးရခြင်းနဲ့သူများကိုမပေးနိုင်ဘူးဆိုတဲ့အနေအထားမျိုးဖြစ်လာအဲ့ဒါလို့ဖြစ်လာခြင်းဟာတကယ်၍သူများနဲ့ပတ်သက်လာတယ်ဆိုလို့ရှိရင်ကိုယ့်ဟာကိုယ်ကာကွယ်ခြင်းအဖြစ်ဒေါသဆိုတော့နောက်ကပါလာမစ္စရိယကြောင့်ဒေါသဖြစ်ပုံလေးကိုစဉ်းစားကြည့်ပေါ့အိမ်တိုင်းမှာလို့ပဲတချို့အိမ်တွေမှာကြောင်လေးတွေရှိတတ်တယ်ပေါ့ကြောင်လေးတွေဟာကြွက်ခုတ်ပြီးလို့ရှိရင်ကြွက်ပါဇက်ထဲရောက်တာနဲ့မန်ဖီးနေတာဟာဘာကြောင့်လဲလို့စဉ်းစားကြည့်ပေါ့ဟာသူပါဇက်ထဲရောက်လာတဲ့ကြွက်တကောင်ကိုတခြားကောင်ကလာမလူရအောင်လို့မန်ဖီတာသူကငါဟာလာမထိနဲ့ဆိုတဲ့အဓိပ္ပာယ်ပဲအဲ့ဒါနော်ခွေးလေးနှစ်ကောင်ဆော့နေတဲ့ကြားထဲမှာအမဲရိုးလေးချလိုက်ပါလားနှစ်ကောင်လူပြီးကြိုက်ကြတော့တာမစ္စရိယနောက်ဒေါသလိုက်တယ်ဆိုတာမတန်မှထင်ရှားတယ်အဲ့ဒါလို့လူတွေမှာလည်းပဲနှမျောတွန့်တူမှုတွေမစ္စရိယတွေလွှမ်းမိုးလာလို့ရှိရင်မုန်းတိမှုဆိုတာနောက်ကလိုက်လာအဲ့ဒီမုန်းတိမှုဟာမေတ္တာကိုခန်းချောက်စေတာဖြစ်သောကြောင့်လူပေါင်းလူလောကကြီးဟာစိုးပြေမှုမရှိတော့ဘဲနဲ့၆ကပ်သွားနိုင်တယ်ဒါကြောင့်မို့စာကလို့ဆိုတဲ့မစ္စရိယကိုတော်လှန်ထားတဲ့ဒီရရောတတ်တဲ့အလုံးနဲ့ဝေမျှတတ်တဲ့စိတ်ဓာတ်
လူရဲ့ဂုဏ်သိက္ခာတစ်ခုပဲလူရဲ့ဂုဏ်သိက္ခာအတိုင်းလိုက်နာကျင့်သုံးကြရတယ်မြန်မာလူမျိုးတွေကတော့မြတ်စွာဘုရားရဲ့အဆုံးအမကိုရထားလို့စာကားဆိုတာရဲရောရောလှူထကြတယ်ဒါကြောင့်မို့မကြာခင်ကကဘာမှာထုတ်ပြန်ထားတာရှိတယ်နိုင်ငံ20ဒါနကောင်းမှုအလှလူတဲ့ပေးလှူတတ်တဲ့နိုင်ငံတွေထဲမှာမြန်မာနိုင်ငံကနံပါတ်1နေရာမှာရှိတယ်နိုင်ငံ20ကိုရွေးကောက်ပြီးတော့ကြည့်တဲ့အခါမြန်မာနိုင်ငံကအလှူဒန်းနဲ့ပတ်သက်ပြီးနံပါတ်1အမေရိကန်နိုင်ငံကမြန်မာနဲ့ဒန်းတူပေါ့လှူဒန်းတဲ့နေရာမှာနံပါတ်1နေရာမှာရှိချအဲ့ဒါလို့ကဘာကအတိမတ်နံပါတ်1နေရာမှာရှိတာစာကားခုံလို့ဒီလိုပြောတာပေါ့ဒီဂုဏ်သိက္ခာဆိုတာအလကားရလာတာမဟုတ်ဘူးရေရောမှုပေါ်မှာမူတည်ပြီးတော့ဖြစ်လာသို့တော့ရေရောမှုပေါ်မှာဖြုံးတိမှုဆိုတာမျိုးထီအောင်ရောက်မသွားအောင်တော့ထိမ့်သိမ်းဆောက်ရှောက်သင့်တာပေါ့ရေရောမှုကနေဖြုံးတိမှုထီအောင်ရောက်သွားမယ်ဆိုလို့ရှိရင်စီးပွားဥစ္စာတိုးတက်မှုအဟံတာဖြစ်သွားနိုင်သေးတယ်ပေါ့ဒါနကောင်းမှုဆိုတာလှုပ်တဲ့လှုပ်ထိုက်တာလှုပ်အောင်မှာအဲ့ဒါလို့လှုပ်ခြင်းကြောင့်ရလာတဲ့စာကားကုံကတော့တကယ်လူရဲ့ဂုဏ်သိက္ခာတစ်ခုပဲအဲ့ဒါလည်းရှိရမယ်လို့ဆိုလိုတယ်ပေါ့နောက်ဆုံးလူတွေမှာရှိရမယ်ဂုဏ်သိက္ခာတစ်ခုကအရေးကြီးဆုံးဂုဏ်သိက္ခာတစ်ခုကတော့ဘာလို့ဆိုရင်ပညာပဲဖြစ်တယ်ပေါ့ပညာဆိုတာဟာအရာရာကိုစဉ်းစားဆင်ခြင်တတ်တဲ့သဘောအခြေခံပြောမယ်ဆိုလို့ရှိရင်ကံကံဤအကျိုးကိုကံတရားဟာကိုယ်ပိုင်ပဲကိုလှုပ်တာကိုနဲ့သာသက်ဆိုင်တယ်လို့သိမြင်တဲ့ကမ္မတက္ကတာတမ္မာဒိဋ္ဌိဟာပညာပဲပေါ့အဲ့ဒီတဲ့အစင်းမြင့်တဲ့ပညာကိုမြတ်စွာဘုရားကဆိုလိုတဲ့အခါအရေးကြီးဆုံးပညာကဘယ်လိုပညာလဲလို့ဆိုဘဝအရေးနဲ့ပတ်သက်ပြီးတော့မှန်မှန်ကန်ကန်တွေးတောတတ်တဲ့ပညာအရေးကြီးတယ်အစင်းမြင့်ဆုံးကိုမြတ်စွာဘုရားဟောတဲ့အခါမှာကြတော့ဆိုပါတော့အခြေခံအပြင်ပြောရင်လုံးတင်တာနဲ့မလုံးတင်တာခွဲခြားသိတဲ့ပညာအရေးပါတယ်လုံးတင်တာနဲ့မလုံးတင်တာခွဲခြားသိခြင်းအပြင်ကမ္မတက္ကတာပညာနဲ့သက်ဆိုင်လာတယ်အဲ့ဒီနောက်ကြတဲ့အခါကျရင်အရေးကြီးတဲ့ပညာရက်ကဘာလို့ဆိုရင်ဝိပဿနာလို့ခေါ်တဲ့ပညာရက်ပဲဝိပဿနာလို့ပြောရင်တော့တရားစကားတန်ရိပ်တာတန်လို့ဒီလိုအောင်းမေ့ကောင်အောင်းမေ့လေမဟုတ်ဘူးဝိပဿနာပညာဆိုတာဟာတဘာဝအစစ်မှန်ကိုဆင်ញင်သုံးသပ်ပြီးတော့ကြည့်တတ်တဲ့အရာဖြစ်တယ်။နောက်ဆုံးမှာဆင်ញင်သုံးသပ်ကြည့်လူဘဝရလာတဲ့ပုဂ္ဂိုလ်တိုင်းတို့ရထားတဲ့ဘဝဟာဒီတိုင်းပဲယက်တည်နေသလားသို့မဟုတ်ရွေရှားနေတာလားအမြဲတမ်းပြောင်းနေတာလားဆိုတာစဉ်းစားမိအောင်စဉ်းစားကြည့်အချိန်ကာလတွေဟာကုန်ဆုံးနေတယ်မနေ့ကုန်သွားတော့နေ့လယ်ရောက်လာတယ်နေ့လယ်ကုန်သွားတော့ညနေရောက်လာတယ်ညနေရောက်ကုန်တော့ညရောက်လာတယ်ညကုန်သွားတဲ့အခါနံနဲ့ပြန်ရောက်လာအချိန်ကြီးကုန်သွားတယ်ဆိုတာလူတွေတတိထားမိတယ်သို့တော့အချိန်ကုန်သွားတာနဲ့အတူတကွကိုယ်တဏ္ဍာမှာရှိတဲ့ယုံ nant တရားတွေကုန်သွားတာကိုတော့တတိမထားမိတတ်ကြဘူးနှစ်ပေါင်းများစွာကြားလာတော့မှခေါင်းမော်ကသပင်တွေဖြူကုန်ပါလားနော်သွားတွေလည်းကျိုးကုန်ပါလားမျက်စိတွေမှုံးကုန်ပါလားသက်ရွယ်တော်ကြီးလာမှဆိုတာကိုတတိထားမိကောင်းထားမိလေဦးမယ်ဒါတောင်မှဆိုရင်ဖြူလာလို့ရှိရင်ဖြူကုန်ပြီနှုတ်ပြအောင်မှပဲဆိုနှုတ်လို့ရတော့နှုတ်လိုက်သေးတာပဲမရတော့ဘူးဆိုလို့ရှိရင်ဆေးနဲ့ဆိုးလိုက်သေးတာတတိထားရမယ်အစားကာကွယ်လုပ်ကြအဲ့တော့အသိဉာဏ်နဲ့စဉ်းစားတတ်ဖို့လိုအပ်တယ်ပေါ့ဘဝဆိုတာပြောင်းလဲနေတဲ့သဘောတရားကြီးပါလားဆိုတာကိုဆင်ញင်သုံးသပ်တတ်တဲ့ပညာဟာအလွန်အရေးပါတဲ့ပညာငါဟာဒီတိုင်းအမြဲတမ်းလူပြိုနေမှာမဟုတ်ဘူးတနေ့ကျတော့အိုမင်းသွားမှာပဲအချိန်နဲ့တပြေးညီအချိန်ကုန်တိုင်းငါရဲ့ခန္ဓာကိုယ်ကဒီနုပြိုမှုတွေတို့အင်အားတွေတို့ဆိုတာကုံဆုံးနေတာပါလားလို့တဖြည်းဖြည်းရင့်ကျက်နေတာပါလားလို့ပြောင်းလဲနေတာပါလားဆိုတာကိုတတိထားတတ်လို့ရှိရင်ကိုပဲဝိပဿနာပညာဘက်ကိုရောက်လာတယ်လို့ဒီလိုပြောလို့ရမတည်မြဲဘူးဆိုတာ
တချို့ကတော့ဒါတွေမစဉ်းစားခြင်းဘူးစိတ်ညစ်စရာတွေလို့အောင်းမေးတယ်မဟုတ်ဘူးအမှန်သိတာအခုလို့မမြဲဘူးဆိုတာတွေကိုသိလာထာဝရမဟုတ်ဘူးဆိုတာသိနေခြင်းအပြင်ကောင်းတာတွေကိုလုပ်ရမယ်ဘဝဆိုတာကောင်းတာတွေလုပ်မှတနေ့တစ်ချိန်ကြာလို့ရှိရင်ဒီဘဝကြီးကဆွန့်လွတ်လိုက်ရမှာဖြစ်တယ်ဒီဘဝကြီးမကုံဆုံးခင်ကောင်းရာကောင်းကြောင်းတွေကုသိုလ်တွေမြဲမြဲရအောင်တို့လုပ်ရမယ်ကုသိုလ်တည်တာလဲငါအတွက်ဟာကိုယ်ပိုင်ဥစ္စာဖြစ်တယ်လို့ဒီလိုသိတာကအစယုံနာဓမ္မသင်္ခါရတွေကိုယ်တဏ္ဍမှာယုံနဲ့နာနှမျိုးသာရှိတယ်အဲ့ဒီယုံနာနှမျိုးပေါင်းစပ်ထားသည့်အတွက်ကြောင့်လှုပ်ရှားခြင်းပြောဆိုခြင်းငိုခြင်းရဲခြင်းဆိုတာတွေဖြစ်လာတယ်ယုံနာနှစ်ခုကလွဲပြီးတော့ငါဆိုတာလည်းမရှိဘူးငါဟာဆိုတာလည်းမရှိဘူးငါလို့ပြောစရာမရှိသည့်အတွက်ကြောင့်ငါဟာလို့ပြောစရာလည်းတခုမှမရှိဘူးဆိုတာကိုယ့်ကိုယ်လေးနဲ့ထားကြည့်ငါဆိုတာဘာခေါ်တာလဲယုံနဲ့နာနှမျိုးတွေကရုပ်ကိုငါခေါ်မှလားနာမ်ကိုငါခေါ်မှလားဆိုဘာမှငါခေါ်စရာမရှိဘူးရုပ်ကရုပ်ပဲသူအကြောင်းနဲ့သူဖြစ်တယ်နာမ်ကလည်းနာမ်ပဲငါလို့ပြောရအောင်ပြောင်းလဲနေတဲ့အရာကြီးများတာဖြစ်တယ်အေးငါမှမရှိလို့ရှိရင်ငါဟာဆိုတာလည်းမရှိဘူးဆိုတာလေရှင်းရှင်းလင်းလင်းအကြမ်းမြင်အားဖြင့်စဉ်းစားကြည့်လိုက်ရင်သိနိုင်တယ်ပေါ့အဲ့ဒါလို့ဝိပဿနာဉာဏ်ရဲ့အခြေခံယုံနဲ့နာနှစ်ခုကလွဲလို့ဘာမှမရှိဘူးဒီယုံနဲ့နှစ်ခုဟာလည်းဆိုင်ရာအကြောင်းတရားတွေကြောင့်ဖြစ်ပေါ်နေတာမျှတာဖြစ်တယ်လို့ဒီအသည့်တွေသိပြီးတော့ထာဝရပြောင်းလဲနေတဲ့ဖြစ်ပြီးရင်ပျောက်ကွယ်သွားတဲ့အနိစ္စသဘောတရားဖြစ်ပြမှုတွေလွှမ်းမိုးနှိမ့်ဆက်ခံထားရတဲ့ဒုက္ခသဘောတရားကိုယ်ဘာမှမတတ်နိုင်တဲ့ကိုယ်ပိုင်ဆိုင်မှုလည်းမရှိဘူးကိုယ်အလိုကြလည်းတခုမှမဖြစ်ဘူးလူတွေကကြမ်းမာနေတဲ့အချိန်ငါသွားချင်တာသွားလို့ရတယ်စားချင်တာစားလို့ငါအလိုတိုင်းဖြစ်တယ်လို့ထင်နေတာအမှန်ကတော့အကြောင်းအကျိုးညီညွတ်နေလို့ဖြစ်တာနော်ငါအလိုလိုက်တယ်လို့မအောင်မေ့နေနဲ့ငါမျက်စိငါကြည့်ချင်တယ်ကြည့်လို့ရတယ်လို့အေးလေဖြတ်သွားရင်ငါကြည့်ချင်လို့ကြည့်လို့မရတော့အဲ့ကြတော့ငါဟာမဟုတ်ဘူးဆိုတာပို့ပြီးတော့ထင်ရှားလာသူ့ဘာသူအကြောင်းအကျိုးညီညွတ်နေတဲ့အချိန်မှာကိုလှုပ်ချင်တာတွေဖြစ်နေသည့်အခါမှာကိုယ့်အလိုတိုင်းဖြစ်တယ်လို့စိတ်ကထင်နေတတ်တယ်တကယ်တော့ကိုယ့်အလိုတိုင်းဘာတစ်ခုမှမဖြစ်ဘူးသူ့သဘာဝအတိုင်းသူဖြစ်နေတာလို့ဒီလိုမှန်ကန်တဲ့အမြင်တွေမြင်လာတဲ့ဒီပညာမျိုးတွေကိုရှိဖို့လိုအပ်တယ်လို့ဆိုလိုတယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားဥဒယထဂာမိနိယဖြစ်ချင်းပြည့်ချင်းကိုသိတဲ့ပညာမျိုးတဲ့အရိယာယတကယ်ကိလေသာတွေဝေးကွာသောအောင်လှုပ်ဆောင်နိုင်ပြီးနေဝိဒဂာမိနိယကိလေသာအဆိုင်ခွဲတွေကိုဖောက်ထွင်းပြီးအတွင်းနှိုက်ပြီးတော့မြင်နိုင်တဲ့ပညာမျိုးနောက်ဆုံးမှာသင်္ခါရချုပ်ရနိဗ္ဗာန်ထိမြင်နိုင်တဲ့ပညာမျိုးအဲ့ဒီပညာမျိုးကိုရှိမှ human dignity ဟာထိတ်ဆုံးရောက်မယ်လူရဲ့ဂုဏ်သိက္ခာထိတ်ဆုံးရောက်သွားပြီလို့ဒီလိုဆိုလို့ဖြစ်မှုပြမှုကိုမြင်တော့ဘာအကျိုးရှိတုံးလို့ဆိုတော့ဖြစ်ချင်းပြက်ချင်းဖြစ်နေတဲ့သဘာဝတရားကိုမြင်ခြင်းအပြင်လူတွေဟာတွေ့တာမှုကိုလျှော့ချနိုင်သွားတယ်ကိုယ့်ကိုတွေ့တာမှုကလွန်ကြီးမားတယ်ကိုယ့်ကိုတွေ့တာသည့်အတွက်ကြောင့်သူတော်ဘာကိုတွေ့တာမှုတွေဆင့်ကဲဖြစ်ပေါ်လာတယ်အဲ့ဒီတွေ့တာမှုတွေဟာကောင်းကျိုးပေးလာလို့ဆိုမပေးဘူးတောကကိုဖြစ်စေတတ်တယ်လူကိုတွေ့တာရင်လည်းတောကဖြစ်တာပဲပစ္စည်းကိုတွေ့တာရင်လည်းတောကဖြစ်တာအမှန်သိလိုက်လို့ရှိရင်တွေ့တာမှုတွေကိုလျှော့ချလိုက်နိုင်တယ်တွေ့တာမှုကိုလျှော့ချလိုက်လို့ရှိရင်တောကကိုလည်းလျှော့ချပြီးသားဖြစ်သွားတယ်တောကကိုလျှော့ချနိုင်မှစိတ်နှလုံးဟာတည်ငြိမ်မှုရတယ်ဒီပညာဟာအရေးကြီးဆုံးပဲလို့စိတ်နှလုံးအေးချမ်းစွာလူရဲ့ဂုဏ်သိက္ခာအပြည့်အဝရဖို့အတွက်ဒီပညာဟာအရေးကြီးဆုံးမို့ရသော်ဘုရားကပညာပရိဘာဝိတံစိတ်တံသမ္မဒေဝအာတဝေဟိဝိမုစ္စတိတဲ့ပညာဖြင့်ထုံမွမ်းထားတဲ့မိမိစိတ်ကလေးဟာကိလေသာအာသဝတွေကလွတ်မြောက်သွားတယ်လို့ဒီလိုဆိုလောကလူတွေဟာကြောက်စရာရှိရင်လည်းအလွန်ကြောက်တယ်စိုးရိမ်စရာရှိလည်းအလွန်စိုးရိမ်တယ်ကောင်းတာတွေနဲ့တွေ့လို့ရှိရင်လည်းဒီဘဝင်မြင့်တတ်တဲ့မကောင်းတာတွေနဲ့တွေ့တဲ့အခါမကောင်းတဲ့လောကရန်နဲ့တွေ့ရင်လည်းစိတ်ထကြအဲ့ဒါဟာဘာကြောင့်ဖြစ်တာတော့ဆိုစိတ်ရဲ့ကြံ့ခိုင်မှုကိုမဖြစ်စေတဲ့စိတ်ကိုရိမ့်ရိုင်စေတတ်တဲ့ကိလေသာတွေရှိနေသေးလို့ပဲအဲ့ဒီလောဘဒေါသမောဟဆိုတဲ့ကိလေသာတွေကိုဒီပညာနဲ့မှဆေးကြောတန့်စင်ပြလို့ရတယ်
ဒီပညာရှိလို့ကိလေသာတွေကိုဆေးကြောတန့်စင်ပြစ်လိုက်လို့ရှိရင်စိတ်ဓာတ်ဟာကိလေသာတွေကလွတ်မြောက်သွားပြီးတော့ကြန့်ခိုင်တဲ့စိတ်ဓာတ်မျိုးရဘုရားဘာသာဝင်ဖြစ်လာတဲ့ပုဂ္ဂိုလ်တိုင်းဟာနောက်ဆုံးပန်းတိုင်ဟာရင်းရိုင်တုံလှုပ်ခြင်းမရှိတဲ့ကြန့်ခိုင်တဲ့စိတ်ဓာတ်ပိုင်ရှင်ဖြစ်ဖို့ဟာအဓိကကြတယ်စိတ်ဓာတ်ဟာကောင်းတာနဲ့တွေ့လည်းမတုံလှုပ်ဘူးမကောင်းတာနဲ့တွေ့လည်းမတုံလှုပ်ဘူးဖုဒ္ဓတလောကဓမ္မေစိတ်တယတနာကမ္မတိလောကရဏနေနဲ့ကြုံတွေ့တဲ့အခါမှာစိတ်ကိုမတုံလှုပ်ဘူးဆိုတဲ့ဒီမင်္ဂလာဟာအမြတ်ဆုံးမင်္ဂလာမျိုးဖြစ်လာစိတ်ဓာတ်ကြန့်ခိုင်မှုရဖို့အတွက်ဒီစိတ်ဓာတ်ကြန့်ခိုင်မှုရသွားခြင်းဟာလူရဲ့ခုံသိက္ခာထဲမှာအမြင့်မားဆုံးပဲဖြစ်တယ်ဒါကြောင့်မို့မြတ်ဗုဒ္ဓကလူရဲ့ခုံသိက္ခာဖြစ်အရေးအချင်းတွေကိုဒီမနောဥဒ္ဒနာယေတန္တိမနုဿာဆိုတဲ့အထိပ္ပယ်ရမြင့်မြတ်တဲ့စိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်တွေကိုလူလို့ခေါ်တာဆိုမြင့်မြတ်တဲ့စိတ်ဓာတ်တွေစိတ်နဲ့ပတ်သက်တဲ့အရာတွေဟာအခုပြောခဲ့တဲ့တတ္တာတဲ့သီလတဲ့သုတ္တတဲ့စာခတဲ့ပညာတဲ့အဲ့ဒီ၅မျိုးနဲ့ပြည့်စုံပြီဆိုလို့ရှိရင်ဘုန်းကြီးတို့တွေလူဂုဏ်သိက္ခာနဲ့ပြည့်ဝပြီးမိမိရဲ့ဆန္ဒတွေလုံးဝအောင်မြင်နိုင်ပါတယ်လို့မြတ်ဗုဒ္ဓဟောကြားတော်မူသည့်အတိုင်းတရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မိမိတို့လူဘဝရလာတဲ့အခါမှာလူဂုဏ်သိက္ခာပြည့်ပြည့်ဝဝရအောင်ဒီရည်ချင်းတွေကိုတတိထားပြီးတော့မိမိတို့တဏ္ဍာမှာဖြစ်ပွားအောင်ကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်း